အားမင်္ဂလာပါဒီနေ့မှလူနာပေါ့နော်ရှင်တို့အချစ်တော်လူနဲ့အတူတူကလပ်စစ်မှာဝင်လာခြင်းမှာဖြစ်ပါတယ်ဆိုင်ကတော့တွေ့တော့ဆိုင်ကတော့တတ်မယ်ပေါ့ငါတတ်နေကြတာညတော့တတ်ရင်နဲ့မျိုးကမတိမနာလေးကိကောက်ဆောင်ရရတယ်ကျေးဇူးများတင်ရှိပါရပေါ့နော်လူနာကောကိုလည်းရှောင်းနေတဲ့ဟာဝမ်းမကြောက်မရတဲ့တက်တာအသက်တော့ပေးရမလဲလူနာကနေပြီးနဲ့အခုမှသိသွားတခါတိုင်းမသိအမကောကိုညတာပြောနေတဲ့ဟာကမထိမနာပဲရောက်လာပြီးညကိုတက်တိုက်တယ်ညတိုက်ရလူနာပေးရမလဲပြစ်ချက်ရပေါ့ပြေတဲ့ဆိုင်ကတော့တင်ခံလေးသူနဲ့ကျွန်တော်အဲ့ဟာလူနာအိမ်ငယ်ပြစ်ချက်ရကိုလည်းထားရတန်သိပါပြောတယ်အလုကတားတဲ့နာတွေ့ရလူနာကလည်းဖလက်ကာနဲ့ခုံပြီးအလုကတက်တာပေါ့တက်တဲ့ချိန်မှာပဲညိုကကောက်စားပါတယ်ဆိုတော့ထားပါတော့ကိုယ်တက်တယ်ရအောင်ပဲထားတယ်ပါလို့အပြင်ယူရတယ်မလူနာကလည်းမကြမရွတ်နဲ့မှာဟဘိုင်ရဘတကောက်တာပေါ့ကောက်ချင်ဆရာများပါတယ်များအချိန်မှာအမဘုံဝမ်းမကြမရွတ်တဲ့လူနာစီတာလူနာကလည်းပဲကတက်လိုက်ပါအဲဒီနဲ့ကို့ဆိုရပြီပါအလုကပါတခါတမ်းပြီပါခုဘကိုအစင်းနေလာဟောက်ကမထင်မဲ့တာပဲရောက်လာတယ်သူတယောက်ခင်ပေါ်တော့ဘေးကမင်းသားတို့ကလည်းတက်တာပေါ့တက်လာလို့နာသားမင်းညရောက်သွားတော့ဒူးစာတတ်မယ်ပေါ့တက်တာတက်ရင်လည်းဒူးစာအောင်လည်းမတက်နိုင်ခဲ့ပါဘူးဒီစာမတက်နိုင်ခဲ့ပဲပွဲအပြီးွားကွာမသိဘူးကွာတာဝရီတူတက်တာလာခုဘကအတင်းတွေကတာဝါခိုးနေတာခိုးတာအားရကြီးခိုးတာပတ်လို့ရတယ်ရမှလူနာကလည်းတစ်ချက်ပြည့်တဲ့တာဝါကြီးယူသားပါတယ်ပေါ့နော်ဒါပဲဆိုနေရရှင်ရဲ့အဲ့ဒါကြောင့်လူနာရဲ့အကောင့်လေးတွေ follow like and share လေး copy လေးပါယူပြီးတော့ကိုညီပေးကြပါအောင်ပါနော်ဗီဒီယိုအဆုံးလေးကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်